ဘာလဲလင်းနင်းနဲ့အဟာမဘာလဲမလို့နေဘာလို့တော့ရှက်အဲ့လောက်ကာဝယ်ပေးနေရလဲနင်းနဲ့ငါနဲ့ငယ်တကယ်ချင်းနေနော်ဟုတ်တယ်နင်းနဲ့ငါနဲ့ငငယ်တွေကတကယ်ချင်းနေအဲ့ဒါကြောင့်မလို့လေငါချစ်နေတဲ့မိန်းကလေးတယောက်ကိုနေမှာလိုက်ချစ်ပေးအောင်မဟုတ်ဘူးလားစနု你们都สีสันนะအကိုလေးစီဆက်နေဖုံးမှာမလားမိမနော်ဒီမှာတငယ်ချင်းတယောက်လုံးငေါတော့ကြီးရှိရတာပါနေအကိုလေးကိုနှုတ်ဆက်မလို့ပေါ့လေပင်ကြီးကိုပင်ကြီးကမှပွဲရှောက်ခဲ့မိရတဲ့အတွက်ကိုတောင်းပန်ပါတယ်ဒါပေမဲ့ကိုပင်ကြီးကိုတကယ်ချစ်ခဲ့တာပါညက်ပါစကငါ့ကိုသေရရှိချစ်တယ်လို့မပြောနဲ့မင်းကိုအရန်ရော်နဲ့ညက်လို့တက်ဆောင်ဖြစ်ရဲ့ကောင်မျိုးရမ်းမုန်းနဲ့ဟဲ့မင်းကြီးနေရတယ်နောက်ကျလိုက်တာငါပြင်းညို့မျောနေတဲ့ဟာချောယူပါဟာပစ္စည်းလေးတစ်ခုဝင်နေလို့အမေဘာပစ္စည်းဝင်နေလဲဒီလိုပါနင်တို့ညတော့ငါလက်ဆောင်လေးတစ်ခုပေးခြင်းလို့ဟုတ်လားပစ္စည်းကတိတ်တော့တက်မှုမကြည့်ပါဘူးဒါပေမဲ့နင်တို့ညတော့မှတ်တရဖြစ်မှာပါDash meeting ကြီးလေးစားပြီတကူလုံးလှပနေရလေ Dash meeting ကိုဒီလိုလဲတောက်လို့ရတယ်နော်မင်းနေပင်မဲ့ရောက်ကိုတီးလို့ကိုမေးစီကိုလိုက်လာတာဘာတော့လိုက်လာလဲပြီးတော့မင်းနဲ့ကိုရဲထိုက်ကြားမှာဘာမှပြောစရာမရှိတော့ဘူးထင်တယ်နော်မေးစစုလို့လည်းဆိုကိုတီးပါတယ်ကိုအမလေးတို့မင်းညတောင်းလို့ပါတယ်နော်အဲ့ဒီအတွက်လည်းမိချင်တဲ့အထိကိုပေးဆက်ပြစီမင်းစနိုးဘာကိစ္စရှိလို့လဲနင်းဆိုင်လားကိစ္စရှိမှလားမလားအဲ့နင်းအရှင်လုံးမဟုတ်တော့ဘူးနော်ငါ့ဘောဆက်ဆံတာတိတ်စိမ့်ဆန်တော့နဲ့မဟုတ်ပါဘူးဟာငါနေစပေးပုံစံများပြောင်းကျင်လာလို့ပါအခုငါဆိုင်မှာ update ဖြစ်တဲ့ကာလာရှိရလေနင်းနဲ့ဆိုရင်တော့အရန်လိုက်မှာပါနင်းစိုးမလားငါပြင်ခိုင်းနိုင်မယ်လေ
မှဆိုရင်ဆိုစိတ်မပါသေးဘူးနင်ဒီနေ့ဘာနေလဲသိလားဒီနေ့မန်ဒေးလေဘာလို့လဲဟာနင်ဒီနေ့ငါမွေးနေလေနေ့မွေးနေငါမွေးနေရတပတ်ပဲချရလေဟာsorry ဟာငါမေ့သွားတယ်ကဲပြောနေမွေးနေတဲ့ဆောင်ဘာလို့ချင်းလဲအဲ့ဆိုငါမုန်းတစ်ခုလိုက်ကြွေးဟုတ်ပြီလေနေပဲဆိုင်စားချင်တယ်ပြောငါတို့ငယ်ငယ်တော့စားနေကြဆိုင်လေးရှိရလေဟာအဲ့ဆန်တော့နေမှတ်မိပါရဲ့နော်မှတ်မိတာဗောနေရလဲအဲ့တော့တောင်းမယ်လေမမေးဆောင်နေဘူးလားခဏနေပါအောင်ငါပတ်ဆိုင်ကြံခဲ့လို့တောင်းယူလိုက်မယ်နေရလဲစိုးပဲဆိုလို့ရှိရင်ကျွန်တော်ကာလာအတိတ်တွေထပ်ရောက်တဲ့ဟာကိုတစ်ချက်တေချာပြန်လုပ်ထားပြီးတော့ပြောလို့ရှိရင်စင်းရင်းတေချာလုပ်ပေးထားအောင်နော်โอเคမွေးနေ့ရှင်ကမကြွေးတော့လဲငါပဲကြွေးရတော့မှာပေါ့စင်တို့နင်းဟာပြောင်းမြန်ပြီနော်မှလေငါမွေးနေ့လေးမှာငါမုံလေးကမကြွေးချင်လားမကောက်ပါနဲ့ဟာနင်းကလည်းငါဘာမှမပြောရအောင်ပဲမကောက်ပါဘူးဘယ်မှာကောက်နေလို့လဲဟုတ်ပါပြီမကောက်ဘူးဆိုလဲတောက်ပါဟုတ်ပြီလားအော်ဒါနဲ့ဒီပါထက်မအောင်လဲဘာမှတော့ငါကော်ဖီပဲတောက်တော့မယ်စင်တို့ငါနေ့ကိုတနေ့ကပြောလိုက်တဲ့ကိစ္စတော့တောင်းမှန်ပါတယ်ငါအဲ့နေ့ကပြောလိုက်တာလွန်သွားတယ်ထင်တယ်တော်တော့အလင်းအဲ့နေ့ကငါကငါလည်းဘာဖြစ်သွားမှန်းလဲငါလည်းမသိဘူးပြီးတော့အဲ့ကြောင့်လည်းငါဆက်မပြောချင်ဘူးအေးပါနင်းအဆင်ပြေပြီးရပါပဲငါနေ့ကိုစိတ်ပူလို့ပြောတာsorry ပါမတောင်းမှမှာနော်ဟာရပါတယ်ရေတွေပဲခဏနေခြောက်သွားလိုက်ဟာဘယ်ဟုတ်ပါမလဲငါလုပ်ပြင်မလားစနိုးရတယ်ငါဘာမှမတော့လိုက်တော့ဘူးနော်ဘာလာလောက်တာလဲဒေါ်လေးတို့မရှိဘူးရားရဲသွားတယ်မဟုတ်ဘူးနေကြိုက်တတ်တဲ့ဟင်းတွေကိုတိုင်းချက်လာတယ်လေအဲ့ဒါနေ့လဲစားကြလို့ရှိရင်စားလိုက်နော်မလို့ပါဘူးပြန်ယူသွားပါနောက်ပြီးတော့အခုလိုဒုက္ခရှာတဲ့အလုပ်မျိုးလဲထပ်မလုပ်ပါနဲ့ပြီးတော့ဒီလိုမျိုးဟန်ဆောင်နေတဲ့ပုံစံတကယ်မလိုက်ဘူးအရင်လိုပုံစံတိုင်းမနေပါဘာလို့ပါလာလဲတူရနေမလိုက်နဲ့လေခဏလေးပါခဏလေးပါကိုမေအရင်ချစ်တယ်ကိုတောင်းမှပါတယ်ကိုတစိမ့်နေလို့မဆက်ဆံပါနဲ့မေကိုတကယ်မခံစားနိုင်ဘူးဘာကြောင့်လဲမကိုမေကိုထားမတော့ဘူးကိုတို့အရင်တော့အတူတူပြည့်ပြည့်ရွှင်ရွှင်နေကြမလားအခုချိန်မှာကိုရလိုက်ဘာတွေပဲပြောပြောမိဘာတစ်ခုမှအယုံကြည်ရှိရောအားကြောင့်မိကိုတယောက်တည်းပဲပေးနေပါမိတေးဟုတ်လာတာစိတ်မညစ်ချင်ဘူးအားကြောင့်အခုသွားပါတော့မိစိတ်ချင်တဲ့ဒီကိုတောင်းမှနေပါမင်းကိုကြောင့်ဆေးဆေးရင်းနေရတယ်ဆိုရင်လည်းကိုထွက်သွားပေးပါမယ်မင်းနားလိုက်တော့လေနော်
တဲ့ဒီနေ့ကိုနဲ့ရှောက်လေပြောရလား ပြောတာပေါ့ကိုရဲ့ ခုမှပဲတဲပြုံးလေးကိုမြင်ရတော့တယ်ကွာ တဲလေကိုကိုပြောမှအားနာပေမဲ့မင်းနဲ့ရဲတိုက်ကပြတ်သွားပြီဆိုတော့တဲတို့ဆိုင်ရှင်ကိုလေးကမေကိုစိတ်ဝင်စားနေ အဲ့ဒါနဲ့တဲပြုံးနဲ့ဘာဆိုင်လို့လဲကွာ ဆိုင်နာပေါ့ကိုရဲ့မေဆိုအရင်လိုမငိုရတော့ဘူးလေတဲကမေကိုတိတ်ချစ်တာ အဲ့ဒါတော့ယုံပါတယ်ကွာတဲတငယ်ချင်းကိုချစ်တဲ့ချစ်ကြီးရတယ်ကိုတော့ထားသွားတော့မယ်တိုင်းပဲ ကိုကလည်းအဲ့ဒါပေါ့တဲကလေမင်းငိုနေရမြင်ရရင်စိတ်ညစ်တယ်နောက်ဆို तू လည်းမငိုရတော့ဘူးလေတဲလည်းအဲ့ဒါကြောင့်မလို့စိတ်ချမ်းသာနေ အတဲလေးပြောပြီးတာပါပဲကွာ ဟယ်လိုအကိုလေး Hello